ဟုတ်ကဲ့မင်္ဂလာပါဒီကနေ့မှာတော့မြန်မာယူဆက်ခွန်အသင်းအနေနဲ့အာရှဖလားခြေစစ်ပွဲရဲ့ဒုတိယပွဲစဉ်ကိုညနေ4 နာရီမှာနီဘောအသင်းနဲ့ထပ်မံရင်ဆိုင်သွားမှာဖြစ်ပါတယ်နီဘောအသင်းဟာဒီအုပ်စုမှာတော့အားအနည်းဆုံးလို့ပြောရမှာဖြစ်ပါတယ်ဒါပေမဲ့စီးရီးယားအသင်းကို2 ဂိုးပြန်သွင်းနိုင်တာကြောင့် short တွက်လို့မရတဲ့အသင်းတစ်သင်းဆိုတာလဲထည့်ပြောရမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့နီဘောလိုအသင်းမျိုးကိုမဖြစ်မနေအနိုင်ရရှိအောင်စွမ်းဆောင်နိုင်မှသာနောက်တစ်ဆင့်ဆိုတဲ့မျှော်လင့်ချက်ဟာရှင်းသန်နိုင်မှာဖြစ်ပါတယ်ပထမပွဲမှာတော့မြန်မာအသင်းအနေနဲ့ပြသခဲ့တဲ့ခြေစွမ်းဟာပြိသက်လက်ခံနိုင်ခဲ့ပါတယ်လင်မြန်မှုအသားပေးပြီးကစားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ရှေ့တန်းနဲ့ချိတ်ဆက်ရမှာတော့လိုအပ်ချက်တချို့ရှိနေပါတယ်တစ်ဖက်အသင်းက pressure ပေးလာရင်ဘောလုံးပေးပို့မှုတွေဟာလိုရမရောက်ပဲဆုံးရှုံးခဲ့တာတွေရှိခဲ့ပါတယ်ကလေးတွေအနေနဲ့ပြိသက်ရှေ့မှောက်မှာပထမဆုံးအကြိမ်နိုင်ငံတကာပွဲစဉ်ကိုရှင်ပြိုင်ရတာကြောင့်စိုးရိမ်မှုလွန်ကဲနေတာလည်းဖြစ်နိုင်ပါတယ်ဒါအပြင်တစ်ဖက်အသင်းက physical ပိုင်းအားသာမှုရှိတာကြောင့်လည်းဖြစ်နိုင်ပါတယ်ဒီနေ့မှာစိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ရှေ့တန်းကနံပါတ်10ညီညီတန်းကိုပွဲထွက်စင်းရင်မှာထုတ်သုံးမလားဆိုတာပါပဲညီညီတန်းဟာထိုင်းလူငယ်ဖိတ်ခေါ်ဖလားပွဲမှာဂိုးအများဆုံးသွင်းခဲ့ပြီးဆုရရှိခဲ့တာလည်းဖြစ်ပါတယ်သူ့ရဲ့ခြေစွမ်းကိုလည်းစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်တို့ယူဆက်ခွန်မျိုးသားအသင်းဟာနီဘောအသင်းကိုနိုင်ယူရှင်ပြိုင်ကစားသွားမယ်လို့ယုံကြည်မှုရှိပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ